like to invite CCG Vice President Michael Mamang for a word of encouragement. After this, we will have more dance performances. So if you can please, Chin Christian Group, Mara, and North Georgia, please come to the backstage. Thank you. Hello. Hello, Minglaba. ပြောကြတယ်မလားဒီနေ့ပြောတယ်နော်တနေ့ထက်တနေ့ပြောပို့ပြီးမှပြောလာနော်လူလည်းများလာတယ်နော်ဟုတ်ပြီကျွန်တော်ဒီနေ့ပထမဆုံး90နဲ့8ချိန်မြောက်ချင်းမျိုးသားနေ့ကိုကျင့်ပတ်ခွင့်ပေးတဲ့ဘုရားရှင်ကိုဥစွာကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဒုတိယကတော့ကျွန်တော်တို့လုံးဝမေ့လို့မရတယ်ကျွန်တော်တို့ BCCG လုံတိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ founder တွေဒီနေ့ဗီဒီယိုဒီလာမလဲတော့ကျွန်တော်လည်းမောင်းတော့မမြင်ရဘူးနော်ကျွန်တော်တို့ရဲ့ဘာမချင်း committee ပေါ့အခုတော့ချင်း committee of Georgia တော့ဖြစ်သွားပြီနာမည်ပြောင်းလိုက်ပေါ့နော်ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟောင်းဒီကျွန်တော်တို့အခုလက်ရှိဂျမ်မာရီတဲ့ခေါင်းဆောင်ဟောင်းဒီမရှိတော့တဲ့ခေါင်းဆောင်ဟောင်းဒီအားလုံးကိုလည်းဒီနေရာနေကျွန်တော်ကရဝပြုပါတယ်ပြီးမှ Georgia မှာရှိတဲ့ကျွန်တော်တို့ချင်းမျိုးတွေစုအားလုံးရဲ့ဘာသာရေးခေါင်းဆောင်တွေပါစတာတွေကောပကလူကြီးတွေဒီနေ့ကျွန်တော်တို့ရဲ့98ချိန်မြောက်ချင်းမျိုးသားနေ့ဂျော်ဂျီယာမှာပြုလုပ်တဲ့ကျွန်တော်တို့ပွဲကြီးမှာအမျိုးသားနေ့မှာလာပြီးမှပါဝင်အားဖြည့်ပေးကြတဲ့လူအရောက်စီတိုင်းကိုဒီကနေ့ပထမဦးစွာကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ဆက်လက်ပြီးမှဒီနေ့ကကျွန်တော်ပြောမှာမဟုတ်ပါမှတကယ်ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကိုစလိုက်ထမ်းပါတွားနေ့တိုင်းပြောနေကြပါတော့အဲ့ဒါနဲ့ကိုစလိုက်အကူမပြောပါနေပြောပါဆိုလို့ကျွန်တော်ဥက္ကဋ္ဌကိုတယောက်နဲ့တယောက်လေးစားတဲ့အနေနဲ့ကျွန်တော်လက်ခံတာပါပုံမှန်ဆိုတော့ဥက္ကဋ္ဌပြောတာပေါ့နော်သူကကျွန်တော်ကိုမပြောရမယ်ဆိုတော့အေးဒါဆိုရင်လည်းခင်ဗျားစကားနားထောင်မယ်ဆိုမှကျွန်တော်လက်ခံလိုက်တာပါပြီးတော့ကျွန်တော်မှကြော်ညာရှာရှိသေးတယ်ကျွန်တော်တို့ချင်းနေတချို့ပြောတယ်ချင်းတွေကမိုက်ခွက်ကြိုင်ပြီဆိုမချချင်တော့ဟုတ်တယ်ဟိုမြောက်ကိုထငက်ကျွေးလိုပဲတဲ့ကျွန်တော်အဲ့လိုမဖြစ်ဘူးတူပဲပြောမှာနော်အဲ့ဒါကြောင့်ကျွန်တော်ကကြော်ညာဖို့အောင်မယ်နော်ကျွန်တော်တို့အရှိမ lucky draw တွေကျွန်တော်တို့ရောင်းထားတယ်ကျွန်တော်တို့ဒီမှာ TV ရှိတယ် laptop ရှိမယ်ကျွန်တော်တို့ Bluetooth headphone ရှိတယ်ကျွန်တော်တို့အဲ့ဒါပွေးပြီးတဲ့ချိန်ကျကျွန်တော်တို့ဒါမဲဖောက်မှာဖြစ်ပါတယ်ကျွန်တော်တို့အခုချိန်ကဘယ်လိုအရင်ကလည်းမတူတော့ဂုံစင်းနှုံးနေရပါတော့ပွဲတစ်ခါလုပ်တယ်ဆိုရင်ပတ်စံက1000ကျော်ကုန်ပါတယ်ကျွန်တော်တို့ဘာမချင်း community မှာကျွန်တော်တို့ဖန်ရံပုံဝင်မရှိပါဘူးဒီလိုပွဲမျိုးဖြစ်လာတာဒီမှာအားလုံးလာကြတဲ့ဗီဒီယိုတွေစီကကျွန်တော်တို့အလှူတွေကောက်တယ်ကျွန်တော် Facebook မှာတွေ့ရတယ်ကျွန်တော်တို့ရဲ့ညီမငယ်အတွင်းရေးမှုဂက်စမာနီနဲ့ကိုစလိုက်ထန်းသူတို့နှစ်ယောက်ကိုယ်တိုင်တဆိုင်ဝင်တဆိုင်ထွက်ဟိုအလှူတွေလိုက်တောင်းရတယ်အကျွေးတောင်းလို့တောင်းရတဲ့ဘဝပါနော်နောက်နေ့များစွာလဲချင်းမျိုးသားနေရောက်ခါနေပြီဆိုရင်ဟိုလူပေးကြပါဒါတွေကကျွန်တော်တို့ကိုယ့်မျိုးနေဟိုကျွန်တော်တို့မျိုးနေဟိုမျိုးဆက်တစ်ဒီကိုလက်ဆင့်ကမ်းတယ်ကျွန်တော်တို့လုပ်ပေးနေတာလဲဒါတခုပါဝင်ပါပဲပြီးမှကျွန်တော်တို့ online နေ fundraiser group ရှိတယ်သူတို့ကဟို store site တွေပေါ့နော်တီ site တွေ sushi တွေဖုန်းဆက်တယ်အဲ့ဒါတွေနဲ့လုပ်ရတာပါလို့ကျွန်တော်ဒီကနေလူရန်ပေးတဲ့လူတွေခုနကြဟိုfundraising committee ရဲ့ဒီထက်တိကျအောင်သူတို့ကြီးညာလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ဒီနေ့ကျွန်တော်ပြောမှာတော့ကျွန်တော်တို့ဂျော်ဂျီယာနဲ့တော့ချင်းမျိုးသားနဲ့တော့ဟုတ်တယ်ဂျော်ဂျီယာနဲ့တော့မဆိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဂျော်ဂျီယာချင်းတွေကတော့စီးလုံးပေးတာပဲအခုကျွန်တော်ပြောမှာမစီးလုံးသေးတဲ့ကျွန်တော်တို့ချင်းတွေအတွက်ပြောမှာဖြစ်ပါတယ်ကျွန်တော်တို့ဂျော်ဂျီယာချင်းတွေကတော့ကျွန်တော်တို့ CCG မှာတော့ဟို percentage နဲ့ပြောမယ်ဆိုကျွန်တော်တို့က69%လောက်ကျွန်တော်တို့ချင်း community ထဲမှာပါဝင်တာပေါ့နော်မပါဝင်တဲ့မျိုးနွယ်စုတစ်ခုရှိတယ်သူတို့လည်းကျွန်တော်တို့စူးစမ်းနေတယ်ဟိုနောက်လည်းအားလုံးကျွန်တော်တို့ချင်းဆိုတဲ့ဟိုအမီအောက်မှာကျွန်တော်တို့အကုန်လုံးပါဝင်နေအောင်ကျွန်တော်တို့ခေါင်းဆောင်ဘက်နေလဲစူးစမ်းသွားမှာပါလက်စီလဲစူးစမ်းနေစေပါဟိုပြီးတော့အရင်ကမရှိခဲ့ဘူးတဲ့ကျွန်တော်တို့ဒီနေ့ကဝမ်းသာစရာတစ်ခုပေါ့နော်ကျွန်တော်ခုန program ကြည့်လိုက်တော့ဟိုကျွန်တော်တို့ဟို98ချိန်မြောက်ချင်းမျိုးသားနေ့မှာကျွန်တော်တို့ရဲ့ငင်းအောင်ဒီကချင်ရိုးရာကလည်းပါတာပေါ့နော်ဒီနေ့ကဒါလေးထူးခြားတယ်ပေါ့နော်ကျေးဇူးတင်တယ်အဲ့ဒီကချင်ရိုးရာကချင်ဟို community ကိုလည်းကျေးဇူးတင်တယ်နောက်နေ့များမှာလည်းဒီထက်ပါဝင်ပေးကြပါလို့တောင်းဆိုခြင်းတယ်ပြီးမှကျွန်တော်က98ချိန်မြောက်ချင်းမျိုးသားနေ့မှာကျွန်တော်တို့ဘယ်တော့နိုးထကြမလဲဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ပြောချင်ပါတယ်အချက်3ချက်ပဲကျွန်တော်ပြောမယ်ကျွန်တော်ပြောတဲ့7 minute ပဲအများဆုံးเนาะကျွန်တော်မကြောက်ဘူးကျွန်တော်တို့ချင်းဆိုတဲ့အမီနာမအောက်မှာကျွန်တော်တို့အတူတူရှိနေကြပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့စိတ်ဓာတ်ကရောတကယ်ပဲတရားတဲ့ကြရဲ့လားတကယ်လို့တရားတဲ့မကြသေးရင်ဒီနေ့98ချင်းမျိုးသားနေ့မှာကျွန်တော်တို့စိတ်ဓာတ်တွေတရားတဲ့ကြအောင်စူးစမ်းကြရအောင်လို့ပထမဦးစွာပြောကြားခြင်းတယ်ပထမချက်ကကျွန်တော်တို့ဘာကြောင့်မစည်းလုံးနိုင်တာလဲ
ဘာဖြစ်လို့လဲသိလားအဖေကရှင်းလေးပဲကျွန်တော်တို့ကမျိုးနွယ်စုဆွေးတဲ့ data ဆွေးနဲ့ဘာသာစကားကွဲပြားမှုတွေကိုကျွန်တော်ဘယ်လိုပြောမလဲအားတာချစ်ပြီးမသုံးပြဘဲနဲ့တူနဲ့တူခွေးစားဆက်ဆံမယ်လက်နဲ့တခုလို့ကျွန်တော်သုံးနေကြတာကျွန်တော်တို့ဘယ်လိုပြောမလဲမဟာစီးလုံးနိုင်ချင်းရဲ့မစီးလုံးနိုင်ချင်းရဲ့အတိတ်ကအကြောင်းရင်းပေါ့နော်ငါမျိုးနွယ်စုကပိုးသားတယ်ငါစကားပိုမှန်တယ်ဆိုတဲ့ကျွန်တော်တို့မှာကျင်းမြောင်းတဲ့အမြင်တွေရှိလို့ဖြစ်တယ်ဒါတွေကိုကျွန်တော်တို့ဒီနေ့98ကြိမ်မြောက်ချင်းမျိုးသားနေ့မှာဒါတွေကိုကျွန်တော်တို့ဖယ်ထုတ်ရပါလိမ့်မယ်လို့ကျွန်တော်ပြောချင်တယ်ပြီးမှနံပါတ်2ကကျွန်တော်တို့စီလုံးဖို့ဘာကြောင့်မစူးစမ်းတာလဲဒါမှမဟုတ်မစီလုံးချင်တာလားကျွန်တော်ပြောပြီးတော့ကျွန်တော်အခုပြောမှာကြိုက်တဲ့ရှုတော်နေကြည့်အတိတ်ကကြော်ကြတွတ်တော့မဟုတ်ဘူးကျွန်တော်တို့ချင်းမျိုးသားနေ့လုပ်တယ်ဆိုတော့တကဘာလုံးမှာကြည့်နေတယ်ဆိုတော့ကျွန်တော်တို့ချင်းတွေအခုမြန်မာနိုင်ငံလက်ရှိအခြေအနေကိုကျွန်တော်အဲ့ဒီပေါ်မှာကျွန်တော်ပြောတာဖြစ်တယ်စီလုံးဖို့ဘာကြောင့်မစူးစမ်းတာလဲဒါမှမဟုတ်မစီလုံးချင်ကြတာလားပေါ့နော်ကျွန်တော်တို့မာနအာတာကရှေ့တိုင်းရောက်နေတဲ့အခါတစ်ဖက်လူရဲ့အောင်မြင်မှုကိုဝမ်းမြောက်ဖို့ထက်သူ့ထက်ငါသားမယ်ဆိုတဲ့ပြိုင်ဆိုင်မှုကပိုကြီးစိုးနေတယ်ပေါ့နော်ကျွန်တော်တို့စိတ်ထဲမှာစီလုံးဖို့ဆိုတာတူးချင်းစင်အာတာကိုစော့ချရတာဖြစ်လို့98ကြိမ်မြောက်ချင်းမျိုးသားနေ့မှာကျွန်တော်တို့ရဲ့အာတာမစော့ချခြင်းတည်းမစီလုံးချင်တာနဲ့အတူတူပဲလို့ကျွန်တော်ထပ်ပြီးပြောချင်တယ်ပြီးတော့နံပါတ်3အနေနဲ့မစီလုံးရင်ဘာဖြစ်မလဲပေါ့နော်ဒါအရေးကြီးတယ်မစီလုံးရင်ဘာဖြစ်မလဲကျွန်တော်တို့တတိမထားမိပဲနေလို့မရတဲ့အမှန်တရားတစ်ခုပဲကျွန်တော်တို့မစီလုံးရင်ကြာရှုံးမယ်ဆိုတာပါပဲဗမာစကားပုံပေါ့နော်ဘယ်လိုပြောမလဲနွားကွေးရင်ကြားဆွေးတယ်အဲ့လိုပေါ့နော်မစီလုံးတော့ကြာဆုံးမယ်နောက်ကြာချန်ကြီးမယ်တခြားတိုင်းသားလူမျိုးတွေစီလုံးညီညွတ်မှုနဲ့နိုင်ငံရေးစီးပွားရေးအင်အားတွေတည်ဆောက်နေချိန်မှာကျွန်တော်တို့ချင်းနေအချင်းချင်းတိုက်ခိုက်ရင်အချိန်ကုန်နေရင်အဆဆရနောက်ကျကြံခဲ့လိမ့်မယ်ပြီးတော့စီလုံးချင်းမရှိတဲ့လူမျိုးဟာတခြားလူမျိုးတွေရဲ့ကစားကွက်ထဲမှာအတုံးချခံရဖို့လွယ်ကူပါတယ်ကိုယ်ချင်းကြားမှာမာနတွေပြိုင်ဆိုင်မှုတွေရှိနေကြတာဟာတကယ်တော့ကိုယ့်လူမျိုးရဲ့အုံမိကိုယ်တိုင်တူးနေတာနဲ့အတူတူပါပဲလို့ကျွန်တော်ပြောချင်တယ်ပြီးမှနောက်ဆုံးနေနဲ့အချင်းကြားမှာထားရှိတဲ့မာနပြိုင်ဆိုင်မှုတွေကိုဒီနေ့98ကြိမ်မြောက်ချင်းမျိုးသားနေ့မှာဆုံးတပ်ကြရအောင်လို့ကျွန်တော်တောင်းဆိုခြင်းနဲ့ကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်သစ်လူငယ်တွေအတွက်ဂုဏ်ယူစရာကောင်းတဲ့စီလုံးညီညွတ်တဲ့လူအဖွဲ့အစည်းတစ်ခုလက်ဆင့်ကမ်းနိုင်ဖို့ဒီနေ့ကစပြီးကိုယ်တိုင်ကျွန်တော်တို့စူးစမ်းကြရအောင်လို့ပြောကြားချင်ပါတယ်ကျွန်တော်အနေနဲ့ I would like to say a few words for young people ကျွန်တော်လူငယ်တွေနည်းနည်းလေးကျွန်တော် like 2 minutes ကျွန်တော်ပြောမယ်how would you like to write your history the present will become history in the future the present will become the history in the future if you want to make the history you're writing beautiful cherish and take care of the present why somebody have question why you have to take care of the present this will become your history how to take care of the present very easy obey your parent respect your parents and elders listen to him listen to them do good and don't do bad thing what the Bible said Ephesians chapter 6 verse 1 let me check ကျွန်တော်ကစမ်းစာကြည့်မယ်ဆိုတော့ကျွန်တော်ကစမ်းစာပါစတာတွေအများကြီးထိုင်တယ်ဆိုတော့ခုနကကျွန်တော်ကအလွတ်တော့မရပါဘူးကျွန်တော်စမ်းစာကြည့်မယ်နော်ကျွန်တော် Ephesians chapter 6 verse 1မှာ children obey your parents in the Lord for this is right ဘုရားသခင်ကမှာထားတာဖြစ်တယ်ဘုရားစကားနားထောင်တယ်မိဘစကားနားထောင်တယ်ဆိုတာကျွန်တော်တို့ဘုရားသခင်ဘုရားရဲ့စကားကိုနားထောင်တာနဲ့အတူတူပါပဲလို့ကျွန်တော်ဒီနေ့လူငယ်တွေကိုထပ်ပြီးမှပြောချင်တယ်ပြီးတော့ကျွန်တော်ဒီနေ့အခုနပြောသွားတဲ့လက်ကီတော့လည်းမကုံမှုဆိုရင်ကျွန်တော်တို့အရှိမထိုင်တဲ့လူကိုလာပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ခုနကအနေနဲ့ပဲလောက်တာကျွန်တော်တို့အထဲမှာလူက1000လောက်ရှိတယ်အခုနော်ကျွန်တော်တို့1000မကောက်2000လောက်ရှိမယ်ကျွန်တော်တို့ ticket လောက်တာဘယ်လောက်ပဲ900ပဲကျွန်တော်တို့အဲ့ဒါတွေနဲ့ပဲပွေးလို့တာဖြစ်တယ်အဲ့ဒါကြောင့်ယူပေးကြပါတစ်ဆောင်မှာ30ပါကျွန်တော်တို့အကုန်လုံး program ပေးတာနဲ့ကျွန်တော်တို့မဲနိုင်ပြီးမှအဲ့ဒီ lucky တော့ကျွန်တော်တို့ဒီမှာဖွင့်မှာဖြစ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်98ကြိမ်မြောက်
ချီမျိုးတန်နေမဟာလာရောက်ပေးကြတဲ့သူအရောက်စီတိုင်းကိုဖျားခင်ကောင်းချီးပေးပါစေ May God bless you everyone လောင်လိုက် CCG We are one in Chin We are one We are one In Chin. We are one In Chin. in Christ We are one In Christ. All right thank you တခြားလောက်ခုနကတော့ကို Vice President ကိုမမောင်အတွက်လက်ခုပ်တီးအောင်ပြန်ပြီးတော့ Thank you for your great speech and great motivation.အခုချိန်မှာတော့ we like to recognize our cameraman that always have been coming to CND for about 3-4 years now, and we like to give this time to show our appreciation from Laos, Mr. Boom. Please, aloma lakho tiyaအောင် This is our token of appreciation from CCG. Lakho tiyaအောင်အားလုံးမဆက်ပြန်ပြီးတော့ Thank you so much. We have a certificate for you, and we also have the surprise, our chin blanket. Ooh. For those of you who don't know, Mr. Boom have been always coming to show CND a lot of love. He posts all of our pictures on his website. So let's give one more applause one more time. ကျေးဇူးများတင်ပါတယ်ခင်ဗျ